note တွေ tone တွေ pitch တွေဆိုတာဘာကွာခြားကြလဲအားလုံးပဲမင်္ဂလာပါ Music Channel ကနေကြိုဆိုပါရစေကျွန်တော်တို့စီတူပါကျွန်တော်တို့ Q ပါဒီဘက်မှာတော့ music မှာတည်တဲ့အခေါ်ဝေါ်အချို့နဲ့ music element အကြောင်းတွေကိုကျွန်တော်တို့ရှင်းပြပေးသွားမှာဖြစ်ပါတယ် Okay note ဆိုတာဘာလဲ note ဆိုတာတော့ဂီတ note လေးတွေကိုပြောတာဖြစ်ပြီးတော့သူတို့မှာအတန်အနည်းမြင့်ကွဲတာဖြစ်နိုင်တယ်ပြီးတော့အတန်ကာလာကွဲတာလည်းဖြစ်နိုင်တယ်ပြီးတော့အတန်အတူရှည်ကွဲတာလည်းဖြစ်နိုင်တယ်ပေါ့နော် pitch ဆိုတာဘာလဲ pitch ဆိုတာကတော့ကျွန်တော်တို့ frequency သဘောတရားအရာအတန်အနှိမ့်မြင့်ကွဲတာကိုပြောတယ်ကျွန်တော်ငယ်ငယ်တော့လည်းအတန်အကြောင်းကိုသင်ခဲ့တယ်ကျွန်တော်တို့ဒီ unit hertz လေးနဲ့ထွက်တယ်ပေါ့နော်အဲ့တော့ချိန်နှုန်းတွေကတစ်ခုနဲ့တစ်ခုမတူဘူးအဲ့တော့ note တစ်ခုချင်းစီတိုင်းမှာလည်းချိန်နှုန်းတွေတစ်ခုနဲ့တစ်ခုမတူဘူးအဲ့တော့ကျွန်တော်တို့ဒီ pitch ဆိုတာကတော့ကျွန်တော်တို့ဒီသရှင်းဆိုရင်လည်းပြောတယ် pitch ရိုင်သွားတယ် pitch လေးနည်းနည်းနှိမ့်နေတယ် pitch လေးမြင့်တယ်အဲ့ဒါတော့အဓိကတော့သူ့ရဲ့ hertz ပေါ့ frequency ကိုမရောက်နေဘူးရောက်သွားတယ်ကျော်လွန်သွားတယ်ဆိုတဲ့သဘောတရားတွေကိုပြောတာဖြစ်ပါတယ်Okay အဲ့ဆိုရင်တုံးအောင်ဘာကွာလဲတုံးကတော့ခုနအနည်းမြင့်ကိုပြောတာမဟုတ်ဘဲနဲ့သူ့ရဲ့အတန်ကာလာကိုပြောတာဖြစ်ပါတယ်အဲ့တော့ကျွန်တော်တို့ musical terms အရာထုံးကို timbre လို့လည်းခေါ်တယ်အဲ့တော့ကျွန်တော်တို့ဒီ note တစ်ခုပေါ့နော် note တစ်ခုကိုကျွန်တော်တို့ piano နဲ့တစ်ခုတီးမယ် violin နဲ့တီးမယ်ပတ်တလားနဲ့တီးမယ်အဲ့တော့အဲ့သုံးခုတီးလိုက်တဲ့ note တွေကတော့တစ် note ထဲထွက်လာတယ်ဒါပေမဲ့အတန်ကာလာတွေကမတူနေဘူးကျွန်တော်တို့လူတန်ဆိုလဲတယောက်နဲ့တယောက်လည်းမတူတစ် note ထဲပဲဆိုရင်အဲ့ဒါကိုကျွန်တော်တို့အတန်တုံးကွဲတယ်လို့ကျွန်တော်တို့ခေါ်တယ်နောက်ခုအနေနဲ့အတန် timbre ကွဲတယ်လို့လည်းခေါ်ပါတယ် music element နဲ့မှာနောက်ထပ်တည်ထားတဲ့ element တစ်ခုအကြောင်းရှင်းပြချင်ပါတယ်အဲ့ဒါကတော့ melody ပါ melody ဆိုတာကျွန်တော်တို့အရှိမပြပြခဲ့တဲ့ note ပေါ့နော် note ကိုတစ်လုံးချင်းမဟုတ်ပဲနဲ့ကျွန်တော်တို့အစုလိုက်အစင်လိုက်အနေအမြင့်လေးကိုကျွန်တော်တို့ဆိုတာဖြစ်ဖြစ်ထိတာဖြစ်ပေါ်လာတဲ့တန်စင်လေးကိုကျွန်တော်တို့က melody လို့ခေါ်ပါတယ်ကျွန်တော်တို့မြန်မာအခေါ်ပေါ်နဲ့ဆိုရင်တော့တန်စင်လို့တည်ထားလို့ရပါတယ် ဒီတစ်ပတ်ရဲ့နောက်ဆုံးတည်ထားတဲ့ element လေးကတော့ tonality ဖြစ်ပါတယ် tonality ဆိုတာကတော့ကျွန်တော်တို့သချင်းတစ်ပုဒ်ဒါမှမဟုတ် piece တစ်ခုမှာဒီ bass scale တွေသုံးမယ် bass key တွေသုံးမယ်ပြီးတော့ band note ကလေးတွေကိုသုံးမယ်ဆိုတာကိုသူဆိုလိုတာဖြစ်ပြီးတော့ကျွန်တော်တို့ tonality ကောင်းတယ်လို့ဘာလို့ပြောရဲဆိုရင်သူကဒီ notes တွေ keys တွေကိုတိတိကျကျရောက်တာမျိုးပေါ့အဲ့လိုမျိုး pitch တွေပေါ့အဲ့လိုတိတိကျကျရောက်တယ် precise ဖြစ်တာကိုပြောတာမျိုးဖြစ်တယ်လို့ကျွန်တော်တို့ဒီ singer တယောက်ကိုမင်းက tonality ကောင်းတယ်အဲ့လိုမျိုးပြောတာမျိုးဆိုရင် तू ကအတန်ကာလာလှတယ်အတန်ကာလာဒီလို pitch တွေကိုတိတိကျကျရောက်နိုင်တယ်အဲ့လိုမျိုးတွေပြောတာမျိုးလဲချီးကျူးတာမျိုးလဲဖြစ်နိုင်ပါတယ်နောက်ဘက်မှာလည်းတည်ထားတဲ့ music element အကြောင်းလေးတွေကိုကျွန်တော်တို့ဆက်ပြီးရှင်းပြပေးသွားမှာဖြစ်ပါတယ်အဲ့ဒါကြောင့်မို့ကျွန်တော်တို့ရဲ့ channel နဲ့ page ကို subscribe နဲ့ follow လုပ်ထားပေးဖို့လည်းမမေ့ပါနဲ့ခင်ဗျာနောက်ဘက်မှာပြန်တွေ့ပါမယ်အားလုံးပဲ good night ပါ bye bye good night ပေါ့သူကမနေ့ကြီးကြည့်နေလဲ good night ပေါ့